ပြီးခဲ့တဲ့အပိုင်းမှာအာရီစုနဲ့ခါရူဘယ်တို့နှစ်ယောက်ပဲဂိမ်းတစ်ခုကိုသွားဆော်ပြီးအသက်ရှင်ခဲ့ပါတယ်။သူတို့နဲ့အတူဆော်ပြီးနောက်ထပ်အသက်ရှင်ကျန်သူတွေကတော့သပင်အဖြူနဲ့ချီရှိရတန်မာတဲ့အာဂူနီနဲ့တောင်တက်သမားလေးဦးစာကီတို့ပဲဖြစ်ပါတယ်။အာရီစုကသူ့မျက်စိရှိမှမြင်းကောင်းစွန်းနဲ့မိမတေသွားတာကိုသူ့ကြောင့်လူတစ်ယောက်တေခဲ့ရတယ်ဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်။အဲ့ဒါကိုဦးစာကီကဒီလိုတွေဖြစ်ရတာဘသူအပြစ်မှမဟုတ်သလိုကိုယ်အသက်ရှင်မှုရှုံးကန်တာဟာလူတက်တာမဟုတ်ဘူးဆိုပြီးနှိမ့်သိမ့်ပေးသွားပါတယ်။ချီရှိရကတော့တနက်သမားကိုဟိုရှာတရှာလုပ်ရင်စာရက်တရွက်တွေပါတယ်။နားမလည်နိုင်တဲ့ပုံတစ်ပုံဆွဲထားလို့ချီရှိရလည်းပုံကိုအပြေရှာဖို့ယူသွားပါတယ်။တစ်ဖက်မှာတော့ချိုတာနဲ့သူ့ရဲ့အသစ်ဆက်ဆက်ကြီးသားလေးရှိဘူးကီတို့ကဗီဇာတက်တန်းတရက်ပဲကျန်တော့တာကြောင့်မဖြစ်မနေဂိမ်းကစားဖို့လိုအပ်နေပါတယ်။ခါရူဘက်ကသူကြားလာခဲ့တဲ့ကမ်းခြေကိုလာခဲ့ဆိုတဲ့စကားသံအကြောင်းအကုန်လုံးကိုပြောပြပါတယ်။ကမ်းခြေကသူတို့ရဲ့လွတ်လန်းလို့ရှုံကြည်တာကြောင့်ကမ်းခြေကိုရှာကြမယ်လို့အားလုံးကဆုံးဖြတ်လိုက်ကြပါတယ်။ခါရူဘက်နဲ့အာရီစုကချက်ချင်းသွားကြပေမဲ့ချိုတာတို့ကတက်တန်းကုန်တော့မှမို့မသွားခင်ဂိမ်းတစ်ခုဆက်ကစားဖို့ပဲရွေးချယ်လိုက်ကြပါတယ်။ခါရူဘက်ကသူ့အသက်ရှင်ကိုရှင်ရမယ်လို့ကြုံသွားပြီးနောက်သူ့အလုပ်လုပ်ခဲ့တဲ့ဘားကိုသွားပြီးတင်ထားတဲ့လက်စွပ်ကိုသွားယူပါတယ်။ခါရူဘက်ကကမ်းခြေကိုတွေ့လို့လွတ်မြောက်သွားတာနဲ့သူ့ချစ်သူနဲ့လက်ထပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။သူကလက်စွပ်ယူရကြနေချိန်မှာတေကန်နီးနေပြီဖြစ်တဲ့ချိုတာနဲ့သူ့ဤစားကတော့အချိန်မမီမှဆိုလို့ခါရူဘက်ကိုမစောင့်တော့ဘူးဆိုပြီးထွက်သွားဖို့လုပ်ပါတယ်။အဲ့ချိန်မှာခါရူဘက်ပြန်ရောက်လာတာကြောင့်ချိုတာလည်းဒေါသတကြီးအော်ဟစ်ပြီး၄ယောက်သားထွက်လာကြပါတယ်။ဂိမ်းစောရမယ့်နေရာကဇီဝဥယျာဉ်တစ်ခုဖြစ်ပါတယ်။အထက်မှာတော့လက်သမားပစ္စည်းမျိုးစုံရှိနေပြီးကြိုက်တဲ့တက်ရကိုအသုံးပြုနိုင်တယ်လို့လည်းစာကတ်ထားပါတယ်။ဖုန်းလေးလုံးနဲ့ခေါင်းဆောင်မျက်မှန်၄ခုလည်းရှိတဲ့အတွက်သူတို့၄ယောက်ပဲကစားကြရမှာဖြစ်ပါတယ်။ဖုန်းတစ်ယောက်တစ်လုံးစီယူလိုက်ပြီးနောက်ဂိမ်းကစားကွင်းမှတ်ပုံတွေကို2မိနစ်ဆောင်ရပါတယ်။ပြီးတာနဲ့အကုန်လုံးကိုမျက်မှန်တွေတက်ခိုင်းပါတယ်။မျက်မှန်တက်လိုက်တာနဲ့တပြိုင်နက်လဲဘက်ကချွတ်လို့မရတော့အောင်ချိတ်ဆက်သွားပါတယ်။ဒီတစ်ခေါက်ကစားရမယ့်ဂိမ်းရဲ့ခက်ခဲမှုအဆင့်က Hard 7ဖြစ်ပါတယ်။အာရီစုနဲ့ခါရူဘက်ကပထမကစားပွဲကနေတဆင့် Hard ဆိုရင်အချင်းချင်းသစ္စာဖောက်ပြီးကစားရမယ့်ဂိမ်းဆိုတာသိနေပါတယ်။သူတို့ကတူတူပုံနဲ့ကစားရမှာဖြစ်ပြီးတယောက်ကဝင်ပလွေကျန်တဲ့3ယောက်ကတိုးဖြစ်ပါတယ်။ဂိမ်းစားတာနဲ့တယောက်ကဝင်ပလွေဖြစ်လာပြီးအဲ့ဒီဝင်ပလွေကိုတိုးတစ်ကောင်ကရှာတွေ့ရင်အဲ့ဒီတိုးကဝင်ပလွေဖြစ်သွားမှာဖြစ်ပါတယ်။တတ်မှတ်ချိန်ပြည့်တဲ့အခါဝင်ပလွေအဖြစ်ရှိနေတဲ့နောက်ဆုံးလူကအနိုင်ရမှာဖြစ်ပြီးကျန်တဲ့3ယောက်ကတော့လေဘင်းကကော်လန်ကပောက်ကွဲသွားမှာဖြစ်ပါတယ်။ဂိမ်းမြတ်ကြာချိန်က15မိနစ်ဖြစ်ပြီးပထမဝင်ပလွေကချိုတာဖြစ်ပါတယ်။ကြောက်နေတဲ့ချိုတာကဝင်ပလွေမလုံနိုင်ဘူးသူတယောက်တည်းအသက်မရှင်နိုင်ဘူးဆိုပြီးလေဘက်ကိုအတင်းဆွဲချုပ်ပါတယ်။အတင်းဆွဲချုပ်ရင်ပောက်ကွဲသွားမှာဖြစ်လို့အာရီစုကမလုပ်ဖို့ချိုတာကိုတားပါတယ်။ချိုတာကအာရီစုကိုကြီးမိလိုက်တဲ့အခါမှာတော့အာရီစုကဝင်ပလွေဖြစ်သွားပါတယ်။ဝင်ပလွေနဲ့အကြည့်ချင်းစုံမိတဲ့အခါမျက်မှန်ကတဆင့်ဝင်ပလွေကပြောင်းသွားတာဖြစ်ပါတယ်။အဲ့အချိန်ရှီဘူးကီကအားလုံးကိုလှမ်းခေါ်လိုက်လို့လှမ်းကြည့်မိတဲ့အခါရှီဘူးကီကဝင်ပလွေဖြစ်သွားပါတယ်။သူဝင်ပလွေဖြစ်တာနဲ့ထွက်ပြေးသွားတာကြောင့်ကျန်တဲ့3ယောက်လည်းတိုးတွေအဖြစ်ကျန်ခဲ့ပါတယ်။အဲ့တော့မှပုံနေတဲ့သူကတိုးတွေမဟုတ်ပဲဝင်ပလွေဆိုတာကို3ယောက်လုံးသဘောပေါက်သွားပါတယ်။ဒီတိုင်းဆက်နေနေသူတို့တေတော့မှဖြစ်လို့ကာရူဘက်လည်းဝင်ပလွေနောက်ကိုလိုက်ပါတယ်။အာရီစုကအားလုံးအသက်ရှင်နိုင်မဲ့နီလန်ကိုစဉ်းစားကြမယ်လို့လှမ်းပြောပေမဲ့ရှီဘူးကီကတော့တောင်းပန်ပါတယ်လို့ပြောပြီးထွက်ပြေးပါတယ်။ပြင်းရင်နဲ့ခလုတ်တိုက်လဲသွားတာကြောင့်ကာရူဘက်ကမှီသွားပြီးသူ့ကိုကြည့်ခိုင်းပါတယ်။ရှီဘူးကီကမကြည့်တော့ခါရူဘက်ကဓာတ်နဲ့ခုတ်လိုက်ပေမဲ့မထိသွားပဲရှီဘူးကီကကြောက်ခဲနဲ့ခါရူဘက်ရဲ့ဒဏ်ရာကိုထုလိုက်တာကြောင့်ခါရူဘက်လဲကျသွားပါတယ်။အဲ့ချိန်မှာခါရူဘက်ကိုအမှတ်မထင်ကြည့်မိတာကြောင့်ခါရူဘက်ကဝင်ပလွေဖြစ်သွားပါတယ်။ရှီဘူးကီလည်းထွက်ပြေးတော့မဲ့ခါရူဘက်ကိုအတင်းပြန်ဆွဲပြီးဒဏ်ရာရှိတဲ့ဘက်ကိုကြောက်ခဲနဲ့ဆက်တိုက်ထုပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့အတန်ကိုတခြားနှစ်ယောက်ကလည်းကြားနေရလို့သွေးပြက်နေကြပါတယ်။ခါရူဘက်ကရှီဘူးကီကိုတွန်းထုတ်ပြီးထွက်သွားမဲ့အလုံးမှာအာရီစုလန်ခေါ်လို့ကြည်လိုက်မိပါတယ်။အဲ့မှာပဲဝင်ပလွေဖြစ်သွားတဲ့အာရီစုကအားလုံးကိုဆက်မတိုက်တော့ဘူးပြောပါတယ်။သူက4ယောက်လုံးအသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲတွေးနေပေမဲ့တယောက်တည်းအသက်ရှင်မှသေးချာနေတာကြောင့်ကျန်တဲ့2ယောက်ကတော့ဝင်ပလွေပြန်ဖြစ်အောင်ကြိုးစားကြပါတယ်။ရှီဘူးကီကသူ့ကိုတိုက်ခိုက်တဲ့အချိန်ချိုတာရောက်လာပြီးသူ့ဤစားကိုခုံလိုက်ပါတယ်။သူကရှီဘူးကီကိုချုပ်ထားပြီးအာရီစုကိုထွက်ပြေးခိုင်းတာကြောင့်အာရီစုလည်းထွက်ပြေးပါတယ်။ခါရူဘက်ကလည်းနောက်ကလိုက်လာချိန်မှာအာရီစုကတနေရာမှာပုံနေရင်မျက်မှန်ကိုနီးမျိုးစုံနဲ့ချွတ်ကြည့်နေပါတယ်။ခါရူဘက်ကတော့အာရီစုထွက်လာအောင်စကားစစ်ထိုးရင်အသေးအတန်လိုက်ရှာနေပါတယ်။အာရီစုကလည်းမျက်မှန်ကိုဖြုတ်လို့မရတော့ဖျက်ပစ်ဖို့စဉ်းစားလိုက်ပေမဲ့အရင်ကိန်းတုန်းကသူ့ရှိမှသေးသွားတဲ့လူကိုပြန်မြင်အောင်သွားတာကြောင့်မလုပ်ရဖြစ်နေပါတယ်။သွေးပြက်နေတဲ့အာရီစုလည်းတောင်းပန်ပါတယ်လို့တဖွာဖွာပြောရင်ပဲဆက်ပုံနေပါတယ်။တောင်းပန်တယ်ဆိုတဲ့ကသူတယောက်ပဲအသက်ရှင်တော့မယ်ဆိုတာသိကြသွားတဲ့အတွက်ခါရူဘက်ကတော့သူတို့ကိုတစ္ဆာဖောက်တယ်ဆိုပြီးဒေါသထွက်နေပါတယ်။ချိုတာကလည်းသူ့ဤသားကိုသူ့တငယ်ချင်းတွေစီမရောက်နိုင်အောင်ချုပ်ထားရင်ဒီလိုနီးတဲ့တော့အဆုံးမသက်ချင်ဘူးလို့ပြောနေပါတယ်။ခါရူဘက်ကအာရီစုနာကိုလိုက်ရင်ဒဏ်ရာအရှိန်နဲ့လဲသွားပြီးသူ့ချစ်သူနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုပြန်မြင်အောင်နေပါတယ်။ပုံနေတဲ့အာရီစုကလည်းသူ့တငယ်ချင်းတွေနဲ့အတူရှိခဲ့တဲ့အခိုက်အတန့်တွေကိုပြန်တွေးမိနေပါတယ်။ဘာမှအသုံးမကျတဲ့စံကုန်မြေလေးအာရီစုကတငယ်ချင်းကောင်းတွေကိုတော့ပိုင်ဆိုင်ခဲ့ရပါတယ်။သူတို့3ယောက်ရဲ့အမှတ်တရတွေပျော်စရာအခိုက်အတန့်တွေကိုပြန်မြင်အောင်ရင်တငယ်ချင်းတွေကိုစရေပြီးတယောက်တည်းအသက်ရှင်မှုဘလို့မှလက်ပြမလုံးတာကြောင့်ဂိမ်းထဲကထွက်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့မှာတငယ်ချင်းဒီ2ယောက်ပဲရှိတာဖြစ်လို့တကူကောင်းမဆန်နိုင်တော့ပဲတယောက်ပဲအသက်ရှင်ရမယ်ဆိုရင်တော့အဲ့တယောက်ကသူမဖြစ်ချင်ဘူးလို့ခါရူဘက်နဲ့ချိုတာတို့ကိုပြောပါတယ်။ခါရူဘက်ကလည်းသွေးပူနေချိန်တုန်းကအာရီစုကိုအသေးအတန်လိုက်ရှာနေပေမဲ့သွေးအေးသွားချိန်မှာတော့သူကိုယ်တိုင်လည်းတငယ်ချင်းတွေကိုရှင်းပြီးအသက်မရှင်ချင်ဘူးဆိုတာကိုသိလာပါတယ်။အာရီစုကခါရူဘက်နဲ့ချိုတာကိုလိုက်ရှာပေမဲ့ခါရူဘက်ကအသက်မပေးပဲပုံနေပါတယ်။ချိုတာကလည်းသူ့ဤသားကိုပါဆွဲခေါ်သွားပြီးအသက်မထွက်အောင်ပါစပ်ပိတ်ထားရင်တနေရာမှာပုံနေပါတယ်။ဝင်ပလွေကအသက်ရှင်အောင်ပုံနေရမှာဖြစ်ပေမဲ့အခုတော့ဝင်ပလွေကတိုးတွေကိုလိုက်ရှာနေပါတယ်။သူတို့နာမည်တွေကိုဒစားစားအော်ခေါ်နေတဲ့အာရီစုကိုတိတ်တိတ်နေဖို့ခါရူဘက်ကပြောလိုက်ပါတယ်
ခါရူဘက်ကသူတို့ရဲ့ပြောစရာအမှတ်တရတွေကိုပြန်ပြောရင်ချိုတာကလည်းအာရီစုကိုသူတို့အတွက်ပါအသက်ရှင်ပေးဖို့တောင်းဆိုပါတယ်။၃ယောက်လုံးကကိုယ်အသက်ရှင်ဖို့ကြိုးစားရမယ့်အစားတငယ်ချင်းအတွက်သေပေးဖို့ကိုအသေးအတန်ကြိုးစားနေတဲ့သူတို့ရဲ့တငယ်ချင်းတန်ရောစင်ကြောင့်တကူကောင်းဆန်လာပါတယ်ဆိုတဲ့ချိုတာရဲ့ရှိသားကလည်းအသေးမမှနိုင်တော့ပဲသူ့ကောင်လေးနဲ့အတူသေလိုက်ဖို့ပဲရွေးချယ်လိုက်ပါတော့တယ်။နှစ်ယောက်သားကသူတို့ရဲ့တကူကောင်းဆန်မှုတွေအတွက်အချင်းချင်းတောင်းပန်လိုက်ပြီးသူတို့ရဲ့နောက်ဆုံးအခိုက်အတန့်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်စောင့်နေလိုက်ပါတယ်။စက္ကန့်20လိုမှာတော့ခါရူဘက်ကအာရီစုကိုနှုတ်ဆက်ဖို့ပုံနေရာကနေထွက်လာပါတယ်။သူကအေးအေးဆေးဆေးဆက်လိုက်တောင်းနေပြီးမျက်လုံးချင်းမစုံမိအောင်တစ်ဖက်လဲထားရင်နောက်ဆုံးစကားအနေနဲ့အာရီစုကိုကျေးဇူးပဲလို့ပြောခဲ့ပါတယ်။အနည်းဆုံးတော့သူတို့ရဲ့နောက်ဆုံးအချိန်တွေမှာ၄ယောက်လုံးကအထီးကျန်မနေပဲသူတို့ဘေးမှာသူတို့ချစ်တဲ့သူတွေရှိနေပါတယ်။အာရီစုကခါရူဘက်စီကိုပြေးသွားပေမဲ့အနားရောက်တော့အချိန်ပြေးပြီးသူ့မျက်စိရှိမှတင်ပောက်ကွဲသွားပါတယ်။တစ္ဆာဖောက်ရတဲ့ဂိမ်းမှာတစ္ဆာရှိလွန်းတဲ့တငယ်ချင်းတွေကြောင့်အာရီစုကအသက်ရှင်ကျန်ခဲ့ပါတယ်။ဒါကတော့ Season 1အပိုင်း3ဖြစ်ပြီးနောက်တစ်ပိုင်းကိုနောက်နေ့မှတင်ဆက်ပေးသွားပါမယ်။